မိသားဘယ်အတွက်ဒီလုံနေရတော့ ဒါကရန်ကုန်ကအော်ရာမာရာရွှေစည်းကုံဖျားထဲမှာလူမာဘူး900ဒါကြက်သားဟင်းကြက်သားစီပြန်ဟိုကငရုတ်သီးကျော်ငနီတူးနဲ့ဟိုကချမောင်ရွဲကျော်နော်တမင်းဘူး900ဟိုမဲရေတန်းဘူး900ရေတန်းဘူးကဘူး900ရွှေစည်းကုံဖျားထဲမှာလူမာကုသိုလ်ရှင်ကရန်ကုန်မြို့ပါနော်ဒီမှာကြက်သားလေးကလည်းစီပြန်ချက်ထားတာမွေးလို့ တနာဟင်းလေးကတော့မွေးနေရပဲ ကြက် နော် သားကြီးလေးကလည်းမွေးလို့အဲ့ဒါလေးကကြက်သားလေးကစီပြန်လေးချက်ထားတာအယုတ်သီးလေးကလည်းငနီတူးနဲ့ကြော်ထားတာချမောင်ရဲ့ကြော်လေးရယ်ဘူးကဘူး900နိုင်ရပို့ရမယ်နိုင်ရ10နာရီခွဲ10နာရီခွဲကြာရင်ရွှေစည်းကုံကိုသွားပို့မယ်ကုသိုလ်ရှင်ကရန်ကုန်မြို့ပါ မလေးစမ်းဗာစမ်းသုံးတာတော့ ဆန်းပေါ်ဆန်းမွေးပေါ့ဆန်းပါဆန်းတော့မှာဆန်းပေါ်ဆန်းမွေးပေါ့စီရလည်းပဲစုံစီပဲစီပေါ့စီရလည်းပဲစီဆန်းလည်းပေါ်ဆန်းမွေးစီရလည်းဟောဒီမှာပဲစီမွေးအင်းညာပဲကြက်သားညင်းလေးကို ချက်တဲ့စီကလည်းပဲစီပဲသုံးတာ အဲ ပေါ့ ပဲစီပဲသုံးတာဆန်းလည်းပေါ်ဆန်းမွေးပဲသုံးတာအဲ့ဒီကုသိုလ်ရှင်ကလေအခုဘူး900ကိုတနေ့ကဘူး900အဲ့ဒီကုသိုလ်ရန်ကုန်ကကုသိုလ်ရှင်ကဘူး1000 ဩနှစ်နှစ်ရှိပြီပေါ့ နှစ်နှစ်ရှိပြီမနစ်ကလည်းဘူး900ဒီနေ့လည်းဘူး900 အဲ့ဆိုလို့ရှိရင်မာမယ်ဆိုလို့ရှိရင်ဘယ်ဖုန်းနံပါတ်ဆက်ရမှာတော့ မှာမယ်ဆိုရင်43လုံး3ညာနှလုံး413ခေါ်2991 941 20 4 4 4 8 5ဖုန်း3လုံးရှိရယ်နော်ဘယ်ကိုဆက်လို့ရတယ် ကြပါ